วัสดีค่ะบีတွေလည်းကြက်ပြီးွားပြီတရတွေလည်းကြက်ပြီးွားပြီဘီတွဲတွေလည်းအတန်ခွဲပြီးွားပြီဆိုတော့ဒီနေ့ဘီနဲ့တန်တူတရဘယ်လိုပေါင်းဆက်မလဲလက်ချခန်းလောက်ကြမယ် group 1ကအလဲတန် group 2ကအမြင့်တန် group 1 9လုံး group 2 7လုံးကိုအတန်တူတရနဲ့ပေါင်းမယ်အတန်တူတရဆိုလို့ရှိရင်အရှိကအတန်တူအတန်ရှိဒါအတန်တူတရဆိုအတန်ကိုတိုးပေးရမယ်တန်ကအာပြဲတန်အာလူအာပြဲတန်အင်္ဂလိပ်အခရာတန်တူတရဆိုလို့ရှိရင်အတန်ကိုတိုးပေးရမယ်ဒါက group 1ကောကိုင် group 1ကောကိုင်group 1สอเสือ group 2รอเรือ group 3เนาะหอหิบ2มอมมา group 3အဲ့လိုပေါ့နော် group 1 group 2 group 3ရှိရပါတော့အခုကကြတော့ group 1ကိုစရာနဲ့ပေါင်းမယ်တန်တူတရချီ2အတန်ထွက်မယ်တန်တူတရချီ2ကိုအတန်နဲ့တိုးပေးမယ်ကောကိုင်စရာအဲ့လိုလည်းဖတ်လို့ရတယ်ယင်းတို့ကကောကိုင်စရာဖတ်လို့ရှိရင်နည်းနည်းအကြာသွားမယ်နော်ကောကိုင်စရာဖတ်လို့ရှိရင်နည်းနည်းကြာသွားမယ်ညဉ့်လေးဖတ်ချင်တယ်ကောစရာကိုကောကနေ့ဆိုင်ညဆိုင်လို့ခေါ်ပါတယ်ထိုင်းနိုင်ငံမှာလောက်တယ်ဆိုလို့ရှိရင်နေ့ဆိုင်ရှိတယ်ညဆိုင်ရှိတယ်နေ့ဆိုင်ဆိုလို့ရှိရင်กะกำวันညဆိုင်ဆိုလို့ရှိရင်กะกำคืนจ้อจะလိမ့်မီငါသွားလိမ့်မီฉันจะไปအဲ့လိုจะအနေရာမှာသုံးတယ်ဒေါ်ဥဒုစုဒီစိတ်ဆိုးဒီကောကိုင်ဒါကစရာအောစရာအောကတန်တူတရစရာအောတန်ရှိတရပါနော်ဒါတန်တူတရဆိုလို့ရှိရင်ကောတရကအနောက်မှာစုမယ်ကောကျုံကောကဲတူစောရောစရာဆိုတာတရ32လုံးဆိုပြီးညီတို့တင်ခဲ့တဲ့အရှိမှာအဲ့ဒါစရအခုကကြတော့ရေကန်ကိုဖတ်မယ်ဆိုလို့ရှိရင်ရောကိုအတန်ဖြောက်ရမယ်ရောကိုအတန်ဖြောက်မယ်စောရောစဝိုင်းနန်းလို့လည်းခေါ်တယ်နော်ရေကန်ဆိုလို့ရှိရင်စဝိုင်းနန်းစအခုကဒီစာလုံးကစရောအတန်ဖြောက်မယ်စောရောစဟောဟိပမောမာစရဟောဟိပရင်ဖတ်မယ်ဟောမောမောတိတော်ဒီဟောဟိပဆိုလို့ရှိရင်ပေါ့နော်စာလုံးပေါင်းရင်လည်းအတန်ထွက်ပြီးဆိုပြီးပေါင်းတယ်စာရေးလို့ရှိရင်လည်းဟောဟိပလို့ပြီးရေးတယ်ဒါပေမဲ့သူ့အတန်ကိုဖြောက်ထားတာပေါ့နော်ဟောမောဟောဟိပအတန်ဖြောက်ထားပါတယ်ဟောမောတိတော်ဒီ